မိတ်ဆွေတို့ကကဘာဦးကာလာဆိုရင် T-Rex dinosaur ကြီးတွေကိုပဲအကြောက်ရဆုံးလို့ထင်နေပါသလားတကယ်တော့ T-Rex တွေကိုတော့အစာပြေသွားရည်စားအဖြစ်စားတောင်းနိုင်တဲ့ကြောက်မတ်ဖွယ်တရဝါဆိုးကြီးတွေကဘာပေါ်မှာရှိခဲ့ပူပါတယ်ဗျဒီနေ့မှာတော့ dinosaur တဲ့ဟိုကြောက်စရာကောင်းတဲ့ကဘာဦးတရဝါကြီး9ကောင်အကြောင်းကိုပြောပြပေးတော့ပါမယ်နံပါတ်5ကတော့ Dangal Osteus ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တန်းပေါင်း$60လောက်ကပင်လယ်ပြင်ကိုစိုးမိုးခဲ့တဲ့တန်ချက်ကငါးကြီးပါသူ့ရဲ့ခေါင်းပိုင်းဟာတန်ချက်ကဝတ်ထားတယ်လို့မာကြောပြီးပါဇက်ဖွင့်လိုက်ရင်ရေတွေကိုဆုပ်ပြီးတားကောင်ကိုဝါမျိုးလေးရှိပါတယ်တဲ့သူ့ရဲ့ကြိုက်အားဟာတမနီတုံးကိုတောင်ထပ်ပိုင်းကျိုးသွားစေနိုင်ပါတယ်တဲ့ဗျာနံပါတ်4ကတော့ Terabit တော့ဘာလို့အကျမ်းမှတ်နှက်ဆိုးကြီးပဲဖြစ်ပါတယ်သူတို့ဟာပြန်တန်းနိုင်ခြင်းမရှိပေမဲ့မြင်းတစ်ကောင်လောက်ပြင်းနိုင်ပြီးပတိအသွားလိုဖျက်မြတ်တဲ့လူကြီးတွေပိုင်ဆိုင်ထားတာပါသူရဲ့လူကြီးတစ်ချက်ဟာတားကောင်ရဲ့ဥခေါင်းကိုကြေမွသွားစေနိုင်တယ်တဲ့ဗျာနံပါတ်3ကတော့ Sarcosuchus ဖြစ်ပါတယ်သူကို Super Croc လို့တဲ့ခေါ်ကြပါတယ်ဗျာအရှည်ပေလေးခကျော်ပြီးလက်ရှိခေတ်ကြီးကြောင်းတွေထက်လက်စားလောက်ပိုကြီးပါတယ်မိကမ်းမမှာရေတောက်ဆင်းလာတဲ့ dinosaur တွေကိုတော့ဖမ်းယူစားတော့ခဲ့တဲ့ရေချိုးပိုင်တဲ့ရဲ့ဘရင်တစ်ပါးဖြစ်ခဲ့တာပါနံပါတ်2ကတော့ Titanoboa ဖြစ်ပါတယ် dinosaur တွေရိုးသုံးစိတ်ဖြစ်မှာပေါ်ထွန်းခဲ့တဲ့ကပအကြီးဆုံးမွေကြီးပါအရှည်40တက်ပြီးပြောရရင်ဘတ်စကားစီးစာရှိပြီးအလေးချိန်ကတန်းကျော်ပါတယ်တားကောင်ကိုဒီပတ်ပြီးတက်လိုက်ရင်ရိုးအကုန်ခြေဝတ်သွားနေတယ်ကဲနံပါတ်1ကတော့ပင်လယ်ပြင်ရဲ့အရှင်မီကာလိုတို့ငါးမင်းကြီးဖြစ်ပါတယ်လက်ရှိ Great White ငါးမင်းတွေထက်3ဆပိုကြီးပါတယ်သူ့ရဲ့သွားတဲ့ချောင်းလဲတင်းကလူပြောင်းရဲ့လက်ဝါးလောက်ရှိတယ်ဗျဝေလဲငါးကြီးတွေကိုတောင်အစာပြေဖန်းစားနေခဲ့တဲ့တမိုင်းတချောင်းအကြီးဆုံးရဲ့အန်ဒီယာအရှိဆုံးငါးမင်းကြီးဖြစ်ပါတယ်ခင်ဗျာကံကောင်းသွားတာတစ်ခုကတော့ဒီအကောင်ကြီးတွေအားလုံးမျိုးသုံးစင်သွားပါတယ်ဗျမဟုတ်ရင်ကျွန်တော်တို့လူသားတွေရှင်သန်ဖို့လုံးမလွယ်ပါဘူးနော်မိတ်ဆွေတို့ကကဘာဦးကာလာကိုပြန်ရောက်သွားရင်ဒီအကောင်တွေကဘဲအကောင်ကိုအကြောက်ဆုံးဖြစ်မလဲအဆုံးထိလိုက်ပါကြည့်ရှုပေးသူဦးလျောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်